အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆော်အားမှာလေဆော်အားမဲ့ game တွေကတော့ Escape the Tsunami for Brainwash ဆိုတဲ့ game တွေပဲဖြစ်ပါတယ်ဒီ game ကအခု Roblox player တွေတော်တော်များများဆော့နေဆိုလို့ကျွန်တော်ဒီနေ့မှာတွားဆော့ကြည့်မှာပါဘာကြီးများကောင်းလဲပေါ့နော် Okay bro တူတူလိုက်ကြည့်ပေးကြပါဦးဗျာကျွန်တော်ရဲ့ video လေးကိုမကြည့်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်မေးပါနဲ့အားလုံးပဲဒါဆိုတော့ကျွန်တော်တို့ let's go ဒါကတော့ကျွန်တော်ဟိုပါပေါ့ဆော့ထားပါဗျာကျွန်တော်ကဘာကောင်းမှတော့မရှိမီလီယံနဲ့ရှိတဲ့ဒီအကောင့်နဲ့အပေါ်သားလေးတွေပေါ့ဟုတ်တယ်မလားမတိအဲ့ဒါလေးတွေပဲရှိပါတယ်မတိကယ်လေးပေါ့နော်ဆိုကျွန်တော်ငမွေးလေးပေါ့ဗျာအဲ့တော့ကျွန်တော်အခုကျွန်တော်ဘာကောင်းနေရမလဲတော့မသိဘူးဗျကျွန်တော်အဲ့ဒါသွားယူကြည့်မယ်အဲ့တော့ကျွန်တော်သူ့သွားကြမယ်ဒါကတော့ light နေရေနိုင်တွေကသူနမရအမျိုးစုံရှိတယ် okay သွားကြမယ် okay โอ้ยတိတော့မယ်โอ้ยငါလက်ကလည်းကွာဘယ်လိုဖြစ်တာတော့ကွာ okay နောက်တစ်ခါကျွန်တော်အကောင်လဲအဲ့ဒီကောင်ရမဖြစ်မယ်ဗျအခုကျွန်တော်အဲ့အပြင်းမြန်အောင်လုပ်တာလေကျွန်တော်အခု speed မှာ118ပဲရှိရဗျာအဲ့တော့အဲ့118ကနေအခုအပြင်းမြန်အောင်လုပ်ဖို့ကျွန်တော်ပတ်စံအများကြီးလိုတယ်အဲ့တော့ကျွန်တော်အခုကျွန်တော်မှာတိတ်ပြီးတော့အကောင်တွေကပတ်စံတိတ်မထုတ်ပေးဘူးပေါ့ဗျာဘီလီယံတို့ထရီလီယံတို့အဲ့လောက်ချီထုတ်ပေးတဲ့အကောင်တွေရှိမှရမှာပေါ့နော်အဲ့တော့အခုကျွန်တော်သွားရှာမယ်အဲ့တော့တွေ့မလားမတွေ့ဘူးတော့ကြည့်လိုက်မယ် okay ဒါကတော့ကျွန်တော် slow ပေါ့ဒါကတော့ medium ရေးလိုက်ဟာဘာလို့သေးပါလဲကွာအေးအောင်မသေးဘူးရတွေးတဲ့နဲ့ကြံခဲ့တယ်တဲ့အေး line လက်နေရနဲ့တူရဗျာ sorry ကျွန်တော်နည်းနည်း line လက်နေရနဲ့တူတယ်ထားပါတော့နော် okay ဟောရောက်ရေး line တော့လက်နေထားလိုက်ပါဒါတော့ slow ပေါ့နော်တော့ရေး line နေရတော့ slow ရှိရဲတော့ medium ရှိရဲတော့ fast ရှိရဲ lightning ရှိရဲပေါ့နော်တော့အများကြီးပဲအဲ့တော့ဒါကတော့ lightning ပေါ့ခင်ရအောင်တော့ okay ဒါကျွန်တော် Magical Arena ရောက်နေတာပေါ့နော်ဆိုတော့ကျွန်တော်တကောင်တော့မပါဘူးတီးသွားတယ်ဗျာကျွန်တော် line လန်နေရနေတူရဗျ okay ကျွန်တော်တို့အခုကျွန်တော် base ကိုတော့ကျွန်တော် upgrade လုပ်လိုက်ပြီဗျာကျွန်တော်နည်းနည်းပတ်စံလောက်ရှိတော့ကျွန်တော် base ကိုတော့ကျွန်တော်နှစ်ထပ်တော့လုပ်နိုင်ပါပြီပေါ့နော်အဲ့ကျွန်တော်ကောင်းနေတာတော်တော်လေးပတ်စံထုတ်ပေးတာနဲနေဗျာသူများကောင်းနေဆိုရင်တော့တည်ရမလားပတ်စံနေအများကြီးပြထုတ်ပေးအဲ့တော့ကျွန်တော်အကောင်လေးကောင်းလေးသွားရှာမယ်ကျွန်တော် lucky ဖောက်တွေကကျွန်တော်တို့ဒါ ray အဲ့လောက်ပဲရှိရအနေသားပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကောင်းတဲ့ lucky ဖောက်တွေလိုချင်လို့ဘယ်လိုလုပ်အောင်လဲကျွန်တော်ချက်လောက်ရေးပေးခဲ့ပါဗျာကောင်းမှာပါ okay ကျွန်တော်ကြော်ညာလေးဝေချင်သေးပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲလုပ်ခဲ့ကြပါနော် okay ဒါကတော့ကျွန်တော်ဒါမြင်လိုက်ပြီးတော့နော်လည်းပတ်စံသိတော့မလောက်တော့ကျွန်တော်မီလီယံပဲရှိတော့တယ်ဗျတော်တော်လေးကိုပတ်စံပေးရမှာဒါမီလီနဲ့ကျွန်တော်အကောင်ကောင်းသားကြီးရတော့အဲ့ဒါကြီးကအေးဆေးပဲပေါ့နော်အဲ့တော့ကျွန်တော်သွားရှာနေလဲကျွန်တော်မရဘူးဗျအဲ့ရောက်ပါတဲ့ဟာဘရိုတော့ကျွန်တော်အဲ့ဒါတက်သွားတယ်လို့တော့ထင်းတယ်အဲ့ဒါလေးတက်သွားတာ live ပဲလက်နေရလား game ကအဲ့ဒါတက်နေရလားမသိဘူးokay နားရကထပ်သားကြည့်မယ်ပေါ့နော်ကျွန်တော် lucky ပေါက်တစ်ခုပဲကျွန်တော်ယူလိုက်ကောင်းမယ်နဲ့တူရဲ့ဗျကျွန်တော်မရဘူးဘလို့မှအဲ့တော့ကျွန်တော် lucky ပေါက်ယူဖို့ပဲစုပ်ဖြတ်လိုက်တယ်ဗျအရှိမ67ပဲဒါပဲနဲ့ဒီ game ထဲမှာ67ကျွန်တော်တို့မကောင်းဘူးနော်67မကောင်းတာနဲ့ကောင်းတာနဲ့နှစ်ခုရှိရနေတူပါရဲ့ကျွန်တော်သိမသိလို့ဗျဒီ game ကြောင့်okay ကျွန်တော် lucky ပေါက်ကိုပဲယူလိုက်တော့မယ်ဗျ lucky ပေါက်ယူမှအဆင်ပြေမှာဗျ okay ကျွန်တော် lucky ပေါက်သွားယူပါမယ်ဒါပဲနဲ့နိုင်ရသိမကောင်းတယ်လို့ပဲဗျကျွန်တော် lucky ပေါက်တော့မှ UFO ray lucky block ပေါ့နော် okay ကျွန်တော်ဘာပေါက်မလဲတော့မသိဘူးဖောက်ကြည့်ကြမယ်ပေါ့နော် okay let's go ဖောက်လိုက်ကြအောင်ဗျာokay ကောင်းတာလေးတော့ရေးရမှာတော့မဟုတ်ပါဘူးတော့အစင်အနေသေးရဆိုတော့လေးတည်ရမလားဘာဘာတာဘင်းပဲဘာဘာတာဘင်း bro ဘာတာဘင်းပေါ့နော် okay အဲ့ကောင်ကတော့ကျွန်တော် UFO ဒါပြောရမယ်ဆို mutation ပေါ့ဗျာအဲ့ဒါနဲ့ရသွားတယ်ဆိုတော့ဒီကောင်ကတော့ line နဲ့ပတ်စံထုတ်တာတော့တော်တော်လေးနင်းနေပါဆိုတော့အစင်ကနေတို့ဖြစ်တယ်ကျွန်တော်မှရှိတဲ့ကောင်တွေတော့ချုပ်နောက်ထပ်3ကောင်ပေါ့အဲ့ဒါတော့ကျွန်တော်တို့ဒါများတယ်ပေါ့နော် ဒီ
ဒီအကောင်ကတော့ကျွန်တော်ရှိမှာပတ်စံအများဆုံးထုတ်ပြီးတဲ့အကောင်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းအကောင် upgrade မြင့်ပေးလိုက်တယ်ဗျာဆိုတော့ကျွန်တော်ပတ်စံတော်တော်လိုနေတယ်ကျွန်တော်ဒီအပြေးမြင့်အောင်လုပ်ဖို့ပေါ့နော် UFO mutation ကမိုက်တော့မိုက်တာပဲเนาะအဲ့တော့ကျွန်တော်ပတ်စံနေပဲကောက်ယူနေလိုက်တယ်ဗျာအဲ့ချက်တော့တွားမယ်လို့ကျွန်တော်တွားပြီဟာအမတော့မင်းကျွန်တော်ဒါက upgrade မဟုတ်လို့လားတော့မသိ game ကတော်တော်လေးလည်းပြင်းကိုကောင်းတယ်တော်တော်လေးလည်းဘာမှလည်းမရှိဘူးရေလိုက်တွေလာတာကိုကျွန်တော်တို့ဘာမှတိတ်ပြီးတော့ပေါ့နော် game ကဆွဲဆောင်မှုမရှိဘူးဗျာကျွန်တော်ကတော့ဒီ game ကိုကျွန်တော်3ညနေ30ထိဆိုရင်ကျွန်တော်4လောက်တော့ပြီးမယ်ဗျကျွန်တော်တိတ်တော့မကြိုက်ဘူးဗျဒီ game အဲ့ဒါဆိုကျွန်တော်ပြင်းဖို့တော့ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဟောကြိုက်ရလို့လည်းကြိုက်မှာပေါ့နော်အကြိုက်ချင်းတော့ဘယ်တူမလဲဗျအဲ့ဒါကျွန်တော်ကတော့ဒီ game ကိုတော်တော်လေးမကြိုက်ဘူးပြင်းတယ်ဗျဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်အကောင့်လေးတော့သွားရှာပါအောင်မယ်โอเคကျွန်တော် lucky block ပဲယူလာလိုက်တယ်ဒါပေမဲ့ game ကအရင်ပဲ line ကမကောင်းတာလားဒါမှမဟုတ် game က error ပဲတက်နေရတာမသိဘူးဗျတော်တော်လေးကိုစိုးရတယ်ဗျဆော့ရတယ်ကြည့်လိုက်တော့ဗျအားနဲ့ကျွန်တော်တိတ်တော့မကြိုက်တော့တဲ့အတွက်ကျွန်တော် game ကတော့ကျွန်တော်လက်စာသိမ်းရှင်နေပြီဗျဆိုအားလုံးပဲဘိုင်မှာကျွန်တော်ဒီ game ကိုသိမကြိုက်လို့ကျွန်တော်ဒီဗီဒီယိုဒီနားမှာပဲတော်ချင်ပါတယ်အားလုံးပဲကျွန်တော် channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့เนาะအားလုံးပဲနောက်နေ့ကျွန်တော်ဗီဒီယိုအသစ်တွေထပ်တင်အောင်ပါအားလုံးပဲဘိုင်မှာ